လေးနဲ့ကျွန်မရောက်လာရောက်ပါဘလို့အချိန်ကြီးလဲဆိုလည်းကြည့်လိုက်အောင်ဒီကမသိတဲ့ချိန်ကြီးလဲအောင်စလေးအောင်စလေးဘလို့အချိန်လဲဆိုလည်းကြည့်လိုက်အောင်ဒီနေ့လေငရုတ်ပင်လေးတွေစိုက်ဒီနေ့လေစိုက်ပြင်းရင်ပင်လေးတွေလည်းမနှစ်ကနေရမှာပြန်စိုက်တီ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 နံပါတ်2မနှစ်ကစိုက်ထားတဲ့ဟာလေတမကြီးဥတာအောင်ဒီနေ့တယောက်ထပ်တော့အလဲလုပ်ငန်းတားကြီးပါဆိုလောက်သားတော့တစ်ခေါ်လုပ်ငန်းတားကြီးပါဆိုလောက်သားတော့တစ်ခေါ်လောက်သားအောင်စလေးလိုက်မှုထားနေတယ်လောက်သားမလေးညီမဒီမှာပေါ်ကြော့သူချမ်းနေတာမသိဘူးဟေးသူချမ်းနေတာဘာချွေးလဲမမကြောင်းတမိုးကောလာလေးဆိုင်ခိုင်းအဆန်းထွေးနေပြီလားတီဒီနေ့ပန်းပဲပွင့်မှာမလား 2 men later ငရုတ်သီးတွေလည်းရတော့ပါမယ်ငရုတ်သီးတွေလည်းပွင့်နေခက်တွေအစိမ့်နေဖြစ်နေပါပြီငရုတ်ပင်လေးလည်းသီးနေပါပြီငရုတ်ပင်လေးလည်းအများကြီးသီးနေပါပြီငရုတ်ပင်က3တန်းစိုက်ထားတာရင့်နေပြီလေငရုတ်သီးနေလားဒီမှာလေငရုတ်ပင်3တောက်တာဆိုလို့ရှိရင်ဒါသီးနေ3တောက်တယ်မိုးရပြီကဒါလားကြည့်ကဲစိုက်တော့မယ်ပြီးပါပြီအခုဆိုလို့ရှိရင်စိုက်တော့မယ်ကိုကတော့ဘယ်လိုပြောမလဲဆိုတော့စိုက်လဲမစိုက်ဘူးဝိုင်းလဲမကူစားတယ်ရိုက်တယ်အေးကိုကြည့်မစိုက်စားကိုကြည့်စိုက်တာတော့ကိုကြည့်တီးနေပြီနော်တီးနေပြီမိုးရွာလို့ကိုကြွေးကြပါမိုးရွာကိုကြွေးကြပါကြီးတယ်ပဲကြခဲညင်ဒီမှာလက်ပေါ်ဟာခဲညင်ဒီကြီးတယ်ပဲorganic တွေရမယ်မိုးရွာလားorganic တွေရမယ်ဒါတော့ချမောင်လေးတွေပါချမောင်ဒီနေ့သိပြီးတော့တော်ရုံနဲ့မကြီးလာတယ်နံပါတ်ကြီးကိုကြည့်ပါဦးအပင်းနေကောင်းပြီးတော့နှုတ်ဖက်တာချိုးနာတယ်နံပါတ်ကမိုးရွာလည်းနံပါတ်ကမစားနိုင်ကျပရဲ့ရုံးပရိသီကတော့တီးနေတို့တွေကတီးနေကြီးလာကိုပဲဟင်းနုဒီဘက်ကျတော့ဒါမြန်မာပြည်ကဟင်းနုနွယ်ပင်လေးဟင်းနုနွယ်တွေကခွဲမရမယ်တဲ့နဲ့အများကြီးပဲမြက်ပင်ကြတယ်နောက်ကြမှာဟိုဟင်းနုနွယ်အစီလေးခံပင်နေလဲပွင့်နေပါပြီမြန်မာပြည်ကမုံလာကိုစိုက်တာမုံလာသီးနေပြောလို့ရှင်ဒီကောင်းကြတော့စပလင်အဖုတ်စပလင်အများကြီးမွေးကချက်စားကောင်းမှာကောင်းဒါတီးတော့ပါလားချက်စားလိုက်ကြပြောစရာဝါဘိုင်ဘူးပြန်နောက်မှပြဘူးပြန်လည်းအများကြီးပဲ